Hello guys, ဒီနေ့ကကျွန်တော်ဆွေးရအောင်မှာဖြစ်ပါတယ်။ Okay ချောင်းလာတဲ့ Okay right to and like တဲ့ကောင်းနေညာ။အိုးအဲ့တော့ 3D အတက်ကြီးညာ။ကောင်းကောင်းနဲ့ right to ဒီကနေ့ AD 3နဲ့အနောက်ကနေလိုက်လာတာနဲ့ဘန်ဘန်ဒီဘယ်လိုလဲကောင်းနေတာ။ဘယ်လိုမှကောင်းနေတာ။ဘယ်လိုလဲပါဆိုလို့မရဘူး။ဒီကနေဒီလေကျန်နေချူ။အတက်ပိုင်းနဲ့ဖတ်တယ်ပါဒီ။တော့အေးဒီအဲ့ဒါရတော့ကြောင်းလာရအောင်။စကင်း見栄えの良い羽が必要だろう。鶴の鳴き声天に届け。Okay鶴の鳴き声天に届け。見栄えの良い羽が必要だろう。Okay we got ပြတာညာ holy shit တော်ကျန်းနေပြီဟုတ်တယ်တော့ကြားတယ်ဝင်ချရအောင်ဟာရောင်ကြီးတော်ကျန်းနေနာနာလေးမလုပ်ဘူးနာနာလေးမလုပ်ဘူးဒီတော့တာဝါထဲမှာဝင်ဖြဲတာညာဘီရလည်းညီရပေါ့နော်ဆန်ကျန်းဘာသာလို့ရေ Okay အိုးယုံရေအားလုံးမှာအတက်ပေါ့နော်ဒါလည်းပတ်တယ်နော်ဟုတ်တယ်နော်ထောင်ရဓမြကောင်ကောင်အိုးမိုင်ဂေါထောင်ရဓမြကောင်ကောင်တော့ဆိုလို့မရထောင်ကဓမြတောင်းဝမ်းနေဘူးလေဘာလဲ line 2ပဲ line 2တော့ပါတယ်ဝမ်းအောင် line 2အိုးရောင်ရဝတ်စင်ရောင်ရ holy shit ဒီအတက်နဲ့ပြန်ပြထားတယ်ဆိုမဲ့လေတော်တော်ကျန်းနေပြီမြာ line 2ဟာရောင်ရတပည့်ထောက်ဝင်လာတဲ့ကတော့ကချာထောက်ဝင်လာတဲ့ဆလီနာများကြီးကျန်းနေရောင်ရဟုတ်တယ်တော်တော်ကျန်းနေအားပါလေဟုတ်ကဲ့ချောင်းတန်းနေစောရတယ်နောက်ကပြန်လာတယ်โอเคအဲ့ဒီတောင်းနေအော်တော့ကောင်းနေဟုတ်ရဲ့အဲ့လိုကြီးကလုံးနေလေကနှလုံးကြီးကကောက်ထုတ်လိုက်တာက oh my god နှလုံးကြီးကကောက်ထုတ်လိုက်တယ်တက်ဆိုးနေရနှလုံးကြီးကကောက်ထုတ်လိုက်ဟုတ်တယ်ဆိုရင်အိုးရောင်ကြီးဒီအတူကြီး oh my god ဟုတ်တယ်ကန်လိုက်ရဒီကောပြရတယ်တော်ကျန်းနေဒီကောပြရတယ်ဆိုမှလည်းတော်ကျန်းဟုတ်လေဘဲတွေကကောက်မြစ်တာ oh my god ဒီခါဟုတ်တယ်ကိုတိုက်ကကျန်းနေပြီဟုတ်တယ်ဖျားဝင်းမှာစုကဝဲကခေါနဗီယာလေးနဲ့နော်ဟုတ်တယ် holy shit တော့ကျန်းနေပြီဟုတ်တယ်ဘိန်းပြီးကြတော့ရှယ်ပဲညီရမြပုတ်လုံးနဲ့နင်းနောက်ကိုပုတ်လုံးနဲ့ကြီးတယ်ဘုရားနဲ့ဆိုတော့ရလောက်ဟုတ်တယ်ဟိုဘက်ကမေးတယ်ညာဝလာဝတာမှာပါလေလောက်ကြီးတယ်ဟာရောင်ကျူတော်ကျန်းဟုတ်တယ်ဝင်အိုးရောင်ဘရန်ချာဘရာဒါဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲ